ဒီနေ့တော့ကျွန်တော်ရဲ့တငယ်ချင်းတယောက်ပေးပို့ထားတဲ့အဖြစ်အပျက်လေးကိုတင်ဆက်ပေးသွားခြင်းပါတယ်။သူ့နာမည်ကိုတော့ဖိုးသားလို့အမည်ပြောင်းလေးလွှဲသုံးလိုက်ပါမယ်။ဖိုးသားကတော့ငငယ်ကသူ့ကြောက်ပုံကုန်းဆိုတဲ့နေရာမှာကြုံဆုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုဟာအခုလိုအရွယ်ရောက်တဲ့အချိန်ထိပြန်စဉ်းစားလိုက်တိုင်းမနေ့ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လို့မှတ်မိနေတော့မယ်လို့ဆိုပါတယ်။အားလုံးပဲမင်္ဂလာပါ Polar Creation Channel ကနေကြိုဆိုလိုက်ပါတယ်။ဖြစ်ရမှန်ကြောင်းမွဲဖွယ်ရာဇလန်းတို့များကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ Like and Subscribe လေးလုပ်ပေးသွားကြပါဦး။မိတ်ဆွေတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ဇလန်းတွေရှိရင်လည်းရေးသားပေးပို့နိုင်ပါတယ်ကျွန်တော်အကောင်းဆုံးပြန်လဲပုံဖော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရွာနာမည်ကိုတော့ရှားတော့လို့ခေါ်ပါတယ်ကျွန်တော်တို့ရွာရဲ့တောင်ဘက်မှာတော့ရွှေညောင်ဆိုတဲ့ရွာလေးတွေရွာလည်းရှိပါတယ်ကျွန်တော်တို့နေတဲ့ရှားတော့ရွာနဲ့ရွှေညောင်ရွာကြားမှာကြောက်ပုံကုန်းဆိုတဲ့နေရာတစ်ခုလည်းရှိပါသေးတယ်အဲ့ဒီကြောက်ပုံကုန်းဆိုတာရွာတော့မဟုတ်ပါဘူးဂျပန်ခေတ်ကဂျပန်စစ်သားတွေနေခဲ့တဲ့နေရာလို့ပြောကြပါတယ်အဲ့ဒီချိန်တုန်းကဂျပန်စစ်သားတွေကကြောက်ပုံကုန်းလို့အမည်ရတဲ့အဲ့ဒီနေရာမှာတိုက်ရင်တစ်ခုချခဲ့ကြတယ်လို့ဆိုကြပါတယ်အဲ့ဒီနေရာမှာဘန်ကာတွေစောက်ကြတယ်ကြောက်တွေပုံထားကြတယ်ဒါတွေကသူတို့အတိုက်ခိုက်ခံရရင်အကာအကွယ်အတွက်သုံးဖို့ပါနောက်ဆုံးအဲ့ဒီနေရာမှာတိုက်ပွဲဖြစ်ကြတော့ဂျပန်စစ်သားတွေအကြဆုံးများခဲ့တယ်လို့ဆိုကြပါတယ်အခုချိန်မှာတော့အဲ့ဒီနေရာကြောက်တုံးပုံလေးပဲကြံပါတော့တယ်ဒါကြောင့်ဒေသခံတွေကအဲ့ဒီနေရာကိုကြောက်ပုံကုန်းလို့ခေါ်ဆိုကြခြင်းဖြစ်ပါတယ်တကယ်လေအဲ့နေရာကြက်မြေကြီးလိုပါပဲကြောက်ပုံကုန်းနဲ့ပတ်သက်ပြီးရွာထဲကလူတွေပြောကြတဲ့စကားတစ်ခုရှိတယ်ဒါညချင်းခရီးသွားလို့တုတ်တန်ရှိဖျက်လျှောက်ရမယ်ဆိုရင်ရှောက်ရဲတယ်ဒါပေမဲ့ကြောက်ပုံကုန်းတော့ဖျက်မလျှောက်ရဲဘူးဆိုတဲ့စကားပါပဲအဲ့ဒီတော့ကျွန်တော်ကကြောက်ပုံကုန်းဆိုတော့မရောက်ဘူးသေးပါဘူးဒီလိုနဲ့ကျွန်တော်တို့ခေတ်တွေရောက်လာတော့တရွာနဲ့တရွာဆက်သွယ်ဖို့ကားလမ်းဖောက်ကြပါတယ်ကျွန်တော်တို့ရှားတော့ရွာနဲ့ရွှေညောင်ရွာကိုဆက်သွယ်ဖို့ကားလမ်းဖောက်တဲ့အခါလမ်းကျောနေထားရအဲ့ကြောက်ပုံကုန်းပေးရနေဖောက်ရပါတယ်ကျွန်တော်တို့ငငယ်ရလမ်းတွေကဘိုးလူစာနဲ့ထိုးထားတဲ့မြေသားလမ်းတွေပါပဲဒီလိုပွင့်လင်းရသည်ဆိုရင်ကိစ္စမရှိပေမဲ့မိုးရသည်ဆိုရင်တော့သုံးလို့မရတော့ပါဘူးဒီလိုနဲ့စောင်းရသည်ရဲ့နက်နက်ခင်းတစ်ခုမှာပေါ့ကျွန်တော်နဲ့ကျွန်တော်ဖေတို့ကရွှေညောင်ရွာကိုစပားကြည့်ဖို့တော့သွားခဲ့ကြပါတယ်အဲ့ဒီတော့နွားလဲပေါ်မှာစပားကြီးတွေလည်းပါတယ်လို့အဲ့ဒီကြောက်ပုံကိုပေးရလေဖြတ်သွားခဲ့ရပါတယ်ကြောက်ခဲရလေအပုံလိုက်တွေ့ရပါတယ်ကျွန်တော်အဖေကပြောတာပေါ့ဒါမင်းသိချင်တယ်ကြောက်ပုံကိုမဲတဲ့ဒီလိုနဲ့မနက်9:00 နာရီမှာကျွန်တော်တို့သားပါနေအောင်ရွှေညောင်ရွာစပားကျိတ်ဆက်စီကိုရောက်ခဲ့ကြပါတယ်အဲ့ဒီနေရာစပားကျိတ်တဲ့သူတွေအရန်များလို့ကိုယ်လည်းရောက်ဖို့လဲစောင့်ခဲ့ရပါတယ်နေကဲမရောက်တော့စပားဆက်ပိုင်ချင်းဦးလေးကကျွန်တော်တို့သားပါကိုထမင်းကျွေးပါတယ်အဖေနဲ့အဲ့ဒီဦးလေးရလဲတယောက်နဲ့တယောက်အသိတွေပါဒီလိုနဲ့ကျွန်တော်တို့စပားတွေကိုညနေဆောင်လောက်မှကြိတ်ဖြစ်ခဲ့ရပါတယ်စပားလဲကြိတ်လို့ပြီးတော့အမောင်တို့ဖုံးလွှမ်းနေတဲ့ညနေပိုင်းချိန်ကိုရောက်နေပါပြီဒီတော့စံအိတ်တွေကိုလှဲပေါ်တင်ပြီးညောင်ချူရွာကနေထွက်ခဲ့တော့တာပေါ့ရွာနာချောင်းထဲကိုရောက်တော့ဦးလေး3ယောက်နဲ့တွေ့ခဲ့ပါတယ်သူတို့လက်ထဲမှာလဲအသားတွေကိုစီနဲ့ပေါ့ချောင်းထဲမှာအမင်းပေါ်ကြရထင်ပါတယ်ပြီးတော့သူတို့တွေကလည်းအဖေနဲ့အတော်ရင်းနှီးပုံပါပဲအဖေကိုဟဲ့အောင်ကထုံးမိုးချုပ်ကနေမှဘယ်ကပြန်လာတာလဲတဲ့အဖေကလည်းအေးကွာစပားကြီးမိုးချုပ်သွားတာအေးဒါနဲ့မင်းတို့လက်ထက်ကဘာကြီးလဲကွာအမဲသားတွေဟေးအဲ့ဒါဆိုတတွဲလောက်ပေးစမ်းကွာငါသားလည်းတနေုံစောင့်ပေးရတာပိန်မန်းနေပြီအိမ်ရောက်ရင်ငါသားကိုဟင်းကောင်းကောင်းချက်ကြွေးရမယ်လို့အဖေကဆိုပါတယ်အဲ့အချိန်တစ်ဖက်ကဦးလေးကြီးတွေကလည်းငါတို့ငါမယောင်းချင်လို့မဟုတ်ဘူးနော်မင်းပြန်ရမယ်လမ်းမှာကြောက်ပုံကနာဖြတ်မှာနော်သားစိန်ကားစိန်နေတည်သွားလို့ဖြစ်ပါမလားဘာမှမဖြစ်ပါဘူးကွာလို့အဖေကလည်းပြန်ဆိုတာပေါ့အဲ့ဒီချိန်ကျန်တဲ့ဦးလေးတယောက်ကဝင်ပြောပါတယ်ငါတို့ဒီညတော့ငါ့အိမ်မှာပဲလိုက်ပါလားမင်းတယောက်တည်းကကိစ္စမရှိဘူးဒီမှာမင်းသားလဲပါတော့စိတ်မချလို့ပါကွာငါပြန်မဖြစ်မယ်ဒီညငါဒီမှာအိတ်လိုက်ရင်ငါမိမတယောက်တည်းဖြစ်နေမှာကွာအခုတော့ငါမိမမျောနေလောက်ပြီကဲပါကွာဘာမှမဖြစ်ပါဘူးငါသားလည်းဘာမှမဖြစ်စေအောင်ငါ့ကိုဓာတ်တစ်ချောင်းတော့ငားလိုက်အဖေကသူ့မိတ်ဆွေစီကနေဓာတ်တစ်ချောင်းငားလိုက်ပါတယ်အဖေမိတ်ဆွေတွေကလည်းပြောလို့မရတဲ့ဆုံးလက်လျှော့လိုက်ကြတာပေါ့ဒီလိုနဲ့အဖေကအမဲသားရွဲလေးကိုလဲရန်တိုင်းမှာချိတ်ပြီးကျွန်တော်တို့သားပါနေအောင်ချောင်းလေးကိုဖြတ်ပြီးအိမ်ပြန်ကြီးကိုဆက်ခဲ့ကြတာပေါ့
ဒီလိုနဲ့တဖြည်းဖြည်းကြောက်ပုံကုန်းဆိုတဲ့နေရာကိုရောက်လာခဲ့တယ်ကျွန်တော်ကကလေးရွယ်ဆိုတော့ဘာလို့ကြောက်လို့ကြောက်ရမှန်းမသိပါဘူးအဖေမျက်နှာကိုကြည့်လိုက်တော့လေပုံမှန်ပါပဲအဖေကတော့ကြောက်ပုံမရပါဘူးဒီလိုနဲ့ကျွန်တော်နားထဲမှာအတန်ပေါင်းစုံကြားလာရပါတယ်လေတိုက်တန်နေလေတိုးတန်နေတစ်ပင်တစ်ကိုင်လောက်ခတ်တန်နေအဲ့ဒီကျွန်တော်နားထဲမှာရှင်းရှင်းလင်းလင်းကြားနေရတဲ့တန်တယောက်ယောက်တစ်စုံတစ်ခုကိုရှာနေရက်နေတဲ့တန်ပါအဖေကိုကြည့်လိုက်တော့လေအဖေကကိုမစားတာလို့ပါဇက်ကလှုပ်မနေဘူးတပြေးပြေးအဲ့ဒီရှာနေရက်တဲ့တန်ကြီးကနားထဲမှာပိုးကျလာသလိုခံစားလာရတယ်နောက်ဆုံးကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်ရဲ့စိတ်နဲ့ခန္ဓာကိုပြောင်းဆန်သွားစေခဲ့ပါတယ်လှဲရန်တိုင်းမှာချိတ်ထားတဲ့အမဲသားတွေယူခန္ဓာကိုယ်မမြဲတဲ့ကောင်ကြီးရှာနေရက်နေတာပါကျွန်တော်လည်းကြောက်လုံးလို့ထအောင်မိရငယ်တန်ပါတဲ့အထိပါပဲအဖေကလည်းကျွန်တော်ကိုချက်ချင်းသူ့ရင်ဝင်ထဲကိုဆွဲခေါ်လိုက်ပြီးသူ့မိတ်ဆွေတွေစီကငှားလာတဲ့ဓာတ်ကိုချက်ချင်းကောက်ကန်လိုက်ပါတယ်ဘယ်ကောင်လဲကွာတက်တီချင်းကိုထင်ပြစမ်းကြောင်တောင်တော့လာမလုံးနဲ့နော်ငါလည်းထဲမှာကန်ထားတာဓာတ်ကွာအမဲသားတက်တဲ့ဓာတ်တက်တီချင်းလာခဲ့စမ်းလို့ဆိုကအဖေကအော်ဟစ်ကျင်းဝါလိုက်ပါတယ်အဖေရဲ့တန်တိတ်နေတဲ့ကြောက်ပုံတစ်ခုလုံးလွှမ်းခြုံသွားပါတော့တယ်နောက်တော့ကြက်သိထစရာအတန်နဲ့ကြီးထွက်ပေါ်လာမဲမဲကောင်ကြီးပြေးလိုက်လာပါတယ်ဒီတော့မှကျွန်တော်နွားရည်လေလန့်ပြီးပြေးတော့တာပေါ့အဖေကလည်းကျွန်တော်ကိုသူ့ရင်ဝင်ထဲမှာတင်းတင်းကြပ်ကြပ်ဖတ်ထားပါတယ်နွားလေးပေါ်အမဲသားတွေပြစ်ချလိုက်တော့မှရက်ကြံနေခဲ့ပါတော့တယ်ကျွန်တော်လည်းအဲ့ဒီနောက်ပိုင်းဘာတွေဆက်ဖြစ်သွားခဲ့လဲဆိုတာမသိတော့ပါဘူးအကြောင်းကတော့အဖေရဲ့ရင်ဝင်ထဲမှာကျွန်တော်သတိလစ်သွားခဲ့လို့ပါပဲကျွန်တော်သတိရလာတော့အိမ်ကိုပြန်ရောက်နေပါပြီဘေးမှာလည်းရွာထဲကလူကြီးတွေရောက်နေကြပါတယ်အဲ့ဒီချိန်ကြီးလည်းကျွန်တော်အဖေရင်ဝင်ထဲမှာပါပဲအမေကတော့ကျွန်တော်လည်းဘေးမှာဂုံတော်ပတိလေးကိုဝစ်ပေးထားပြီးပေးရင်နဲ့ဖျန်းပေးနေပါတယ်ကျွန်တော်တို့တော့အဲ့ဒီအကြောက်တရားကိုတစ်လလောက်ခံစားလိုက်ရပါတယ်နောက်ပြီးဒီအကြောင်းတွေကိုပြန်တွေးမိလိုက်တိုင်းအဲ့ဒီချိန်တော့အဖေရဲ့တက်တီကိုလည်းလေးစားမိပါတယ်ဒါကြောင့်လေကျွန်တော်အဖေလိုမျိုးတရေမကြောက်တတ်တဲ့တက်တီမျိုးရှိအောင်စူးစမ်းနေပါပြီတကယ်ချင်းဖိုးသားပေးပို့ထားတဲ့ဇလန်လေးကိုစုံထိလိုက်ပါကြည့်ရှုပေးကြရတဲ့တူတယောက်စီစီကြအောင်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်လည်းအခုလိုမျိုးပေးပို့လာတဲ့တခြားသောဇလန်ကောင်းလေးတွေကိုတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်ကြည့်ရှုပေးကြဖို့လည်းတိုက်တွန်းချင်ပါတယ်ဖိုလာ creation channel ကနေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ